ဒီနေ့ရရောဆလိုင်းဖြစ်အောင်လုပ်မှာပဲဖြစ်ပါတယ်ဆလိုင်းဖြစ်မလားမဖြစ်မလားရောမသိဘူးပေါ့နော်စမ်းလုပ်ကြည့်မှာဖြစ်ပါတယ်လည်းရွေးကောင်းမသိဘူးမဒါလေးရွေးလိုက်ပါမယ်ရှင်ပါရဲ့အဲ့ဒီဘူးလေးတွေကိုဒီမှာဒါဟုတ်လားမရလားရောမသိရှောက်ထည့်မယ်ပွားလို့ရှိရင်ဒါကဲထည့်မယ်ပွားလို့ရှိရင်ဒီမှာရလားမရလားရောမသိဘူးထည့်ကြည့်မယ်ရရင်တော့မိုက်တာပဲနော်ငယ်ချစ်ချရတဲ့ဟာလေးထည့်မှာပဲဖြစ်ပါတယ်ကဲဒီမှာကြည့်ဒါလေးနဲ့ပုံပြမယ်နော်ခဏလေးပဲသိဘူးဒီမှာဒါလေးနဲ့လုပ်ကြည့်မှာဒါလေးကိုမကြည့်အရေးလေးနဲ့ပွားလို့ရှိရင် baby lotion လေးထည့်မယ်ရပါပြီခဏလေးပါနေရပေါ့နော်နည်းနည်းချွတ်ကြည့်ဖြစ်သွားပြီမှာ15စက္ကန့်လောက်နေတဲ့ဟာလေးတဲ့ပန်းလေးနည်းနည်းချစ်ချထားရဲဆိုရဲဟာရဲမှာတော့တနမမှုနေပါရှင်လောက်ပွားပါပြီ15စက္ကန့်လောက်ထားပါမယ်ရှင်ရပါပြီရှင်အဲ့ဒါဆိုရှင်ပြစရာလေးတစ်ခုရှိရပါတော့ခုတ်ဘူးလေးနော်ဟဲ့ခုတ်ဘူးလေးကိုကြည့်ထည့်လိုက်ပြီပေါ့နော်ဟဲ့ခုတ်ထဲမှာနေမှာပဲပေါ့နော်ဆလိုင်းပြအောင်ကျမလေးရလိုက်ရတလိုက်လို့ကြည့်ရပဲဖြစ်ပါရဲ့ရှင်ရမလားမကြမရမလားရောစောက်ကြည့်ရမှာဖြစ်ပါရဲ့ရှင်ငင်းနေရပါတေချာလေးလောက်ပွားပါပြီလောက်ပွားရဆိုတော့ခုနဟိုဥစ္စာကြီးလောက်ထားရဲဆိုရဟာနဲ့ထင်မှာပါခုနရောတမမိထားရဲဆိုရဟာလေးနဲ့ဒီမှာပါငင်းနေပါရဲ့ဘယ်လိုလေးဖြစ်သွားမလဲမသိပါဘူးပျော့စီစီနဲ့ကန်လို့တအားကောင်းနေပါရဲ့တအားကောင်းဆလိုင်းမဟုတ်ဘူးနဲ့ကန်လို့ကောင်းနေပြီပေါ့နော်ကဲတိုင်းနဲ့ထည့်ပြီးနေလိုက်တယ်နော်ဘယ်လိုလေးဖြစ်သွားမလဲမသိပါဘူးနည်းနည်းတော့ဝေါ့ဆပ်ဖြစ်လာပါပြီဟမ်လူကြီးဖြစ်နေရမရရဘူးလားမသိဘူးပြေးဘယ်လိုရှိများဝါးလို့ဘယ်လိုဖြစ်သွားလဲပြေးလာရဲ့လောက်ပါရှင်လူမျိုးအဲ့လိုပြေးသွားရဟုတ်လို့အမောက်တီလောက်တယ်လို့မသိရဘူးတိလားအဲ့လိုဖြစ်သွားတယ်မိုက်တော့မိုက်ကိုင်ကျင်နေကန်ကြည့်ရလားမသိဘူးတော်တော်လေးတော့ကန်လို့ကောင်းနေပါရဲ့ရစီနေပါဒါအကုန်လုံးမသုံးတာကိုအရင်မြကြည့်ရဲ့လောက်ရမလားမလောက်ရဘူးစဉ်းစားဒီမှာပါအဲ့လိုမျိုးတွေပြေသွားပါဘယ်လိုလဲမသိ